လောလောဆယ်လေးကျွန်တော်ဒီမှာပေါ့နော်ထည့်တာပေါ့နော်လောလောဆယ်ဒါလေးကိုကျွန်တော်နည်းနည်းစမ်းပြဆိုတော့ဒီ service နေရာမှာကျွန်တော် stock ကိုရွေးတာပေါ့ဗျာရွေးပြီးသွားရင်ကျတော့ဒီမှာကျွန်တော်တို့ထည့်ထားတဲ့ stock တွေကိုရွေးရပေါ့နော်နာမည်နဲ့ရိုက်ရှာနော်ဒီအားကိုကျွန်တော်တို့ထည့်တယ်ပြီးတော့ကျွန်တော် dash ဒီ batch ကိုတော့ရွေးပေးရတယ်သူက TTS လား PT လားပေါ့နော်ဒါမျိုးကျွန်တော်တို့ရွေးတယ်ရွေးပြီးသွားရင်တော့ကျွန်တော်အဲ့လုပ်လိုက်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ရပြီဗျအဲ့လိုပဲဒီ service ကိုပေါ့နော်ဒီ service ဆိုရင်ကျတော့ဒီ service တစ်ခါလေးရွေးလိုက်အောင်ဗျာဒီ stock တွေကိုရွေးမယ်ကျွန်တော်တို့ stock တွေရွေးလိုက်ပြီးဆိုရင်ဒါသူရဲ့ stock တွေကျွန်တော်ပေါ့နော်အဲ့ဒါကိုနောက်ထပ်ကျွန်တော်ထပ်ထည့်ရပါပေါ့နော်အဲ့လိုပုံစံမျိုးကောင်းမှာဗျာဒီမှာ stock ကမရှိဘူးဆိုရင်တော့ဒီလိုပေါ့နော်ဒီလိုမျိုးထည့်လို့ရပါတယ်